မင်္ဂလာပါရှင်ဒီနေ့ကတော့မြက်ကဒီကလေးယူနေတဲ့အမျိုးသမီးတွေတော်တော်များများဖြစ်ဖူးကြုံမှုကြတဲ့အကြောင်းလေးကိုလာပြပြပေးမယ်ပေါ့နော်ဒီမျက်စိမှာအမေးများတယ်အမကြီးညီမကတော့ဒီကလေးယူနေတဲ့လူပါရာသီလည်းမလှဘူးเนาะပြီးရင်ကိုဝင်လက္ခဏာတွေလည်းအကုန်ခံစားရပြီးတော့စစ်စစ်ရင်တကြောင်နဲ့ပေါ်တာဘာကြောင့်လဲပေါ့နော်ပြောချင်တာကတော့ဒီအမျိုးသမီးတယောက်မှာဒီကလေးယူမယ်ဆိုလို့ရှိရင်တားစီဖြတ်လိုက်တဲ့အခါမျိုးမှာဒီဟော်မုန်းเนาะမဟော်မုန်းဆိုတာမျိုးကမညီမျှတတ်ဘူးများတာတွေနဲတာတွေအဲ့လိုမျိုးเนาะအဲ့လိုတွေဖြစ်တတ်တာအဲ့လိုဖြစ်နေတဲ့ကြားကကိုကကလေးယူနေတဲ့စိတ်ဖိစီးမှုတွေပေါ့နော်ကိုကလေးအရန်လိုချင်တယ်ကလေးရချင်နေတဲ့ဒီအဖက်ဖက်ကပေါ့နော်ကိုရဲ့စိတ်ဖိအားမှုတွေစိတ်ဖိစီးမှုတွေကြောင့်ရာသီထိန်တာမျိုးတွေရာသီပြောက်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့လိုဖြစ်နေပြီဆိုလို့ရှိရင်ကိုကကလေးယူနေတာဖြစ်တဲ့အတွက်ကိုရဲ့ဒီပြောမယ်ဆိုစိတ်ကူးရင်ကိုဝင်ပေါ့နော်အဲ့လိုမျိုးလက္ခဏာလေးတွေခံစားရပါတယ်ဒီကိုဝင်လက္ခဏာပေါ့နော်ခါနာတာမူးငွေတာအော့အန်နာဒီရင်သားနာတာပြီးလို့ရှိရင်ဒီစားပြီးပြုတ်အန်တာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေခံစားရပါတယ်အဓိကတော့အမျိုးသမီးတယောက်တွေမှာကိုကကလေးစယူဘူးဆိုလို့ရှိရင်ဒါစီဖြတ်ပြီးပြီဆိုတာနဲ့ကိုက folic acid ကျိုးတောက်ပေးပါပြီးရင်ကိုကကျန်းမာရေးပေါ့နော်ပုံမှန်ထက်ကိုပို့ပြီးတော့လိုက်စားပါနောက်တစ်ခုကတော့ကိုကအေးစားလက်မှန်ဖို့လိုတယ်ပေါ့နော်အေးနောက်ကြတာအေးပြက်တာမျိုးတွေဒီအစားအသောက်မမှန်တာမျိုးတွေကလည်းကလေးရဖို့ခက်ခဲစေနိုင်ပါတယ်နောက်တစ်ခုကတော့ကိုကဒီဟော်မုန်းတွေမညီမျှတာဖြစ်တဲ့အတွက်ကိုကဒီတိမ်အားစေးပေါ့နော်ဟော်မုန်းအားစေးတိမ်အားစေးပေါ့နော်အဲ့ဒါတောက်ပေးမယ်ဆိုရင်တော့ကိုကဒီရာသီပြောက်တာမျိုးတွေရာသီထိန်တာမျိုးတွေမဖြစ်ဘဲနဲ့လားစင်ရာသီမှန်ပြီးတော့ကိုယ့်ရဲ့ရာသီဆောင်ဝန်းကိုသိပြီးတော့ကလေးယူလို့ရှိရင်ကလေးရမြန်တဲ့တားဟုတ်ကျူရဲဆိုတာမျိုးကိုလည်းကိုကရရှိမှာဖြစ်ပါတယ်ဒီကလေးယူနေတဲ့လူတွေတားဟုတ်ကျူရဲမှာအတူနေပြီးလို့ရှိရင်ကလေးရဖို့ရခိုင်နှုန်းကပိုမြန်မလို့ပိုလဲများပါတယ်အဲ့ဒါကြောင့်ကိုကတားဟုတ်ကျူရဲမှာအတူနေခြင်းနဲ့ဆိုလို့ရှိရင်ကိုမှရာသီဆောင်ဝန်းမှန်ဖို့လိုတယ်ရာသီကိုယ့်ရဲ့ရာသီဆောင်ဝန်းကိုသိဖို့လိုတယ်ပေါ့နော်အဲ့ဒါကြောင့်အဲ့လိုမျိုးမဖြစ်အောင်ကိုကတားစေးဖြတ်ပြီးပြီဆိုလို့ရှိရင်ကိုက folic acid လေးကြိုတောက်ပေးပါပြီးလို့ရှိရင်တိမ်အားစေးဟော်မုန်းအားစေးလေးတောက်ပေးပါပေါ့နော်အမျိုးသမီးဆိုလို့ရှိရင်လည်းကျန်းမာရေးလိုက်စားပါအေးဘဝအိပ်ပါเนาะရေမြမြတောက်ပြီးတော့ကိုယ့်ရဲ့ဒီဟော်မုန်းတွေကိုညီမျှအောင်လုပ်ပြီးတော့ကိုယ့်ရဲ့ရာသီဆောင်ဝန်းတွေပြန်မှန်စေပြီးတော့ဒီတိမ်တန့်စေတိမ်ခိုင်စေတာဖြစ်တဲ့အတွက်ကိုကကလေးယူတဲ့နေရာမှာလည်းရမြန်တယ်ပေါ့နော်ရလာလို့ရှိရင်လည်းဒီစိတ်ဖြစ်ပါတယ်နော်အဲ့ဒါကြောင့်ဒီလိုလက္ခဏာတွေဖြစ်တယ်ဆိုတာကကိုမှရာသီထိန်နေလို့ရှိရင်ဒီကလေးရဖို့ကိုပို့ပြီးကြံ့ကြာတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်ကိုကရာသီလည်းမှန်စေမယ်ဟော်မုန်းလည်းညီမျှစေမယ်ဆိုရင်ဒီဟော်မုန်းအားစေးတိမ်အားစေးကိုတောက်ပေးဖို့လိုအပ်ပါတယ်နော်အဲ့ဒါအထောက်ပံ့လေးဖြစ်ပါတယ်ကျေးဇူးပါ